လူမနေပါဘူးကွာမင်းကလည်းစူတင်သွားမယ်အတိုင်းပဲဟိုအမလေးလာပါပြီတော့လာပါပြီလုပ်ငန်းဝင်တစ်ထောင်နာခမင်းစားဖို့ကလည်းချက်ရပြည့်ရသေးတယ်တော့ကဲကွာလာဟာဟိုမကြည့်တယ်ငါတို့ရဲ့ပြောင်းရုပ်တခေါ်နေစပါးကြီးကိုတားနေငါဖက်နေတာမဲနဲ့အော်အဲ့ဒါအလက်လေဘူးဟိုမဲလုံးကြီးအော်တိပြီမမဲလုံးညနေတော့ဖုတ်တွေ့အောင်အမလေးကောင်းပါပြီတော့ကောင်းပါပြီဒီနေ့စပါးပေါ်ရင်လေသားရှင်ကျူကိုရည်ရွယ်ထားတာအခုတော့ရင်တို့မနာဖြစ်ရပါပြီတော့ဒီလောက်ဖြစ်လာတာဟောသားစီဘာလို့ဟာဒီစိန်ကိုအရှင်ရအောင်ဖမ်းပြီးပဲသားကိုရှင်ပြုတ်တဲ့အခါသားကိုစင်မော်တင်ပြီးရှင်လောင်းလက်ပြမယ်သွားရအောင်ဖမ်းဖြစ်ဘူးလေဟိုခန္ဓာကိုယ်ရဲ့ကြည့်လိုက်အောင်ကြည့်ငါခန္ဓာကိုယ်ရဲ့သိတယ်လေရှင်ရရှင်မဲ့တေကြီးအစင်ကိုရအောင်လုပ်နေတယ်ဖမ်းတယ်ဟောဒီလိုလားတောင်းပြီဒါဆိုရင်အလားကပ်ရတဲ့စီကရတယ်စင်ရောင်းကိုသွားစေလာစေသိစေနိုင်တဲ့ဟတ်တီကနကမန္တလေးဒါဆောင်ပဲတကယ်တော့ကျုပ်ကဥရိနာမင်းဆိုရင်အမေကထောက်ဆောက်ဖြေရမှာမဟုတ်ကျုပ်မရတောက်ပြနေတာဒီမပြလည်းသိရမှာဟိုမှာကြည့်စမ်းမဲကမဲလေကြီးပါကြီးလေဘာလို့ဟာအာနာမဲကတွဲတယ်အဲ့မှာဘာများလို့အေးဟုတ်တယ်ဒီကလည်းပေါ်သေးမထင်နဲ့တဲ့တော့သမိုင်းကိုကြည့်စေတရာဒီဝါခုံမင်းဟာမူလေးပန်းနဲ့ဘုရားရှင်ကိုပူဇော်တယ်ပန်သူတုတ်တိကျင်းမင်းကဗန္ဒရတေပင်းနဲ့ပူဇော်တယ်ဆိုင်ငယ်ညီနောင်တို့ကမူရောစပါအနာအပွင့်နဲ့ပူဇော်တယ်ကျုံနာရကဇင်မင်းကကြာမျိုး၅ပါးနဲ့ကကုသံဘုရားရှင်ကိုပူဇော်နေတာကိုဒီမုံဆုံးအစောအပြက်ကငါများဆုံးပြစင်တွေကိုတွားလိုက်လာလိုက်တားလိုက်ခုံလိုက်ပြေးလိုက်ရွာလိုက်လောက်ချင်ရလုံးလို့ရအောင်မန္တန်နဲ့ဒီဆောင်ကိုလာတောင်းတာငါကိုဗျာ6လိုက်ဟိတ်လိုက်နဲ့ငါအကြောင်းကောင်းပြီးအောင်မင်းတမဲပုတ်တမဲမရေကြောင့်မိုးစိုးတခါနင်းတက်လိုက်နဲ့ကြော်မို့နေလဲမရေကြောင့်ခြေစုံတာပဲရမိတဲ့အခါကျောက်စင်မြို့ရဲ့ရိုးရာစင်အရင်အကဆိုတာဒီလိုစပါတယ်ခင်ဗျာ